ဒီကနေ့မှာတော့စင်ဖြူရှင်မင်းရဲ့တက်တွေနဲ့အယုဒ္ဓယနေပြည်တော်ကြီးကိုရင်ဆိုင်ခဲ့ရတဲ့တမိုင်းမှာအကြီးကျယ်ဆုံးနဲ့အခြေကွဲရဆုံးစစ်ပွဲကြီးတစ်ခုကြောင်းကိုအတူတူခန်းစားကြည့်ကြပါမယ်အားလုံးပဲမင်္ဂလာပါတုတ Orbit Channel ကနေကြိုဆိုပါရစေ1965ခုနှစ်စင်ဖြူရှင်မင်းတိုင်းပြည်ကိုအုပ်စိုးတဲ့အချိန်မှာမဟာအနော်ရထာနဲ့နေမျိုးတီဟာပတေတို့ဦးဆောင်တဲ့စစ်ကြောင်းကြီးနှစ်ကြောင်းဟာအယုဒ္ဓယမြို့တော်ကြီးကိုညှပ်ပြီးတော့ချီတက်တိုက်ခိုက်ခဲ့ကြပါတယ်။လမ်းတစ်လျှောက်အောင်ပွဲတွေဇက်တိုက်ရခဲ့ပေမဲ့အယုဒ္ဓယမြို့ရိုးအောက်ကိုရောက်သွားတဲ့အချိန်မှာအခြေအနေကမလွယ်ကူခဲ့ပါဘူး။အယုဒ္ဓယဟာမြစ်သုံးစင်းပေါင်းစုံရာကျွန်းပေါ်မှာတည်ရှိနေပြီးတော့ရေတံခွန်တွေလိုစီးဆင်းနေတဲ့ကျုံးရည်ပြင်ကျဲကြီးတွေကမြို့ကိုဝန်းရံထားပါတယ်။ဒါအပြင်မိုးရင်းရောက်ရင်ရေကြီးတတ်တဲ့သဘာဝအနေအထားကလည်းအယုဒ္ဓယအတွက်အကောင်းဆုံးခံတပ်ကြီးတစ်ခုဖြစ်နေခဲ့ပါတယ်။မြို့သူမြို့သားတွေကလည်းမိုးရင်းရောက်ရင်တိုက်ခိုက်သူတွေကိုရေဘေးဒဏ်ကြောင့်ဆုတ်ခွာသွားရလိမ့်မယ်လို့ယုံကြည်ထားပြီးတော့မြို့တကားကြီးတွေကိုပိတ်ခန်းစစ်ကိုတေချာပြင်ဆင်ထားခဲ့ကြပါတယ်။ဒါပေမဲ့အယုဒ္ဓယရဲ့မျှော်လင့်ချက်တွေဟာရေစုံမျောသွားခဲ့ရပါတော့တယ်။တိုက်ခိုက်သူတွေဟာဆုတ်ခွာမသွားခဲ့ပဲနဲ့မိုးရင်းရေကြီးတဲ့အချိန်မှာကုန်းမြင့်တွေကိုရှာပြီးတော့တက်ဆွဲတယ်။လှေတွေတိဆောက်ပြီးရေပေါ်စခန်းတွေဖွင့်ပြီးတော့နေခဲ့တယ်။လာပေါင်းများစွာကြာလာတဲ့အခါမြို့အပြင်ကိုထွက်ခွင့်မရတဲ့အယုဒ္ဓယနန်းတွင်းမှာရှိတဲ့ရိတ်ခါတွေကပြက်လက်လာပါတော့တယ်။ငတ်မို့ခေါင်းပါမှုတွေယောဂဗျာတွေထူပြောလာပြီးတော့လူတွေရဲ့စိတ်ဓာတ်တွေစတင်ပြိုကျလာခဲ့ပါတော့တယ်။တစ်ဖက်မှာလည်းစစ်တူကြီးမဟာနော်ယထာကွယ်လွန်သွားခဲ့ပေမဲ့ကြံရစ်ခဲ့တဲ့နေမျိုးတီဟာပတေကတိုက်စစ်ကိုပိုပြီးပြင်းထန်စေခဲ့ပါတယ်။1968ခုနှစ်ဧပြီလ9ရက်နေ့အယုဒ္ဓယရဲ့ကံကြမ္မာဟာအဆုံးဖြတ်ပေးမဲ့နေ့တစ်နေ့ကိုရောက်ရှိလာပါတော့တယ်။မြို့ရိုးကိုအပေါ်ကနေကြော်တက်လို့မရတဲ့အဆုံးမှာမြေအောက်ကနေဥမင်လှိုင်ကောင်းတွေတူးပြီးမြို့ရိုးအောက်ခြေကိုရောက်အောင်သွားခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတစ်တုံးတွေရမ်းတွေခံပြီးမြို့ရိုးအောက်ခြေကိုမီးရှို့ပစ်လိုက်ကြပါတော့တယ်။ကျေလောင်လှတဲ့အတန်ကြီးနဲ့အတူခိုင်ခန့်လှပါတယ်ဆိုတဲ့အယုဒ္ဓယမြို့ရိုးကြီးပြိုကျသွားခဲ့ရပါပြီ။အဲ့ဒီပြိုကျသွားတဲ့နေရာကနေစစ်သည်တွေဟာဒီရေအလားဝင်ရောက်လာခဲ့ကြပါတော့တယ်။418နှစ်တိုင်တိုင်တည်တံ့ခဲ့တဲ့ရွှေရောင်တွေဝင်းလက်ခဲ့တဲ့အယုဒ္ဓယမြို့တော်ကြီးဟာအဲ့ဒီညမှာပဲမီလီယံတွေကြားထဲမှာပြပုံဘဝကိုရောက်ရှိသွားခဲ့ပါတော့တယ်။စစ်ပွဲဆိုတာအောင်နိုင်သူရောရှုံးနိမ့်သူအတွက်ပါကြီးမားတဲ့အမာရွတ်တွေကတော့ကြံရစ်နေစမြဲပါ။ယနေ့ခေတ်မှာတော့အယုဒ္ဓယမြို့ဟောင်းကြီးဟာတမိုင်းရဲ့အတက်အကျအနိစ္စသဘောကိုပြသပြီးတော့တိတ်ဆိတ်နေတဲ့ကမ္ဘာအမွေနှင့်နေရာတစ်ခုဖြစ်တာတည်ရှိနေပါတော့တယ်။အခုလိုတမိုင်းကြောင်းတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့တုတ Orbit Facebook page နဲ့ YouTube channel တို့ကို follow နဲ့ subscribe လုပ်ပေးကြဖို့မမေ့ကြပါနဲ့ခင်ဗျာ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။